ဒီကြောက်လေးကတော့ကျွန်တော်ဒီအပိုင်းမအားပါဘူးဆိုလဲအကိုအားမှာပဲဖြတ်ပေးဆိုအိမ်မှာ2ရက်တိတိထားသွားတဲ့ကြောက်လေးပေါ့ကျွန်တော်ဒီကြောက်လေးဖြတ်ပေးမယ်ချင်းနေဘလို့ရှိရဆိုတော့စောင့်ကြည့်ပေးပါဦးဒီကြောက်လေးကြောင့်ကိုမပြောခင်ပြောပြသေးအောင်ကျွန်တော်ကကြောက်သွေးနဲ့ကြောက်ဖြတ်ကိုပဲအဓိကတင်တာပါအခြားကြောက်ဝယ်နီးတွေကြောက်ကြီးနီးတွေကြောက်ရောင်းနီးတွေလာမမေးပါနဲ့တင်တယ်မတင်ပါဘူးတင်တယ်မတင်တဲ့တို့တင်ဖို့လည်းလုံးဝစိတ်ကူးမရှိပါဘူးအဲ့ဒါတွေကျွန်တော်တို့တင်လို့တက်တဲ့ຢာတွေလည်းမဟုတ်ပါဘူးလို့ပြောပြီးသားပဲအဲ့ပါတဲ့ရက်တွေကိုတင်ခြင်းရင်ဝိုင်းထဲမှာတဘာရှိဆရာတွေထဲမှာအချိန်ပေးပြီးစနစ်ကျတင်ကြပါအချိန်တို့ထဲမှာတင်လို့တက်တဲ့အရာတွေထဲမှာမပါပါဘူးကဲတင်တန်းတွေတက်ပြီးတော့အယောင်းဝယ်တွေဖြစ်ပြီးချမ်းသာနေတဲ့လူရှိရင်လည်းကျွန်တော်ခေါ်ပြကြပါဦးကျွန်တော်တယောက်တည်းပဲမသိလို့လားဆိုပြီးတော့အဲ့လိုပညာတွေတက်ချင်ရင်ငွေချင်းနောက်ကိုလုံးဝမလိုက်ပဲအချိန်ကောင်းကောင်းပေးပြီးတက်ရောက်မှာပါဒါတော့ तू ကကြောက်သမားပဲဖြစ်အောင်ပါနော်ကြောက်နဲ့ပတ်သက်ပြီးချမ်းသာမယ်လို့တော့ကျွန်တော်အာမခံသေးပါဘူးအဲ့တော့ထားလိုက်ပါတော့ကျွန်တော်ကကြောက်သွေးနဲ့ကြောက်ဖြတ်ကိုပဲအဓိကအတတ်ပညာကိုပဲသင်ပေးတာပါအသိပညာတွေကျွန်တော်မသင်ပါဘူးကဲဒီကြောက်လေးကတော့ဒီကြောက်လေးကပိုင်ရှင်ကကျွန်တော်ကိုအကိုချိုက်တယ်လို့လားအကိုချိုက်လို့ဖြတ်ဆိုပြီးကျွန်တော်ရှိမှာပဲအမြဲတမ်းပဲကျွန်တော်လည်းပဲလက်တွေ့လုံးနေတဲ့ဘလိုတယောက်ပါအဲ့တော့အနာတွေကြားရတယ်ဒီလိုပေးတပွန်းတော့ထုတ်ခဲ့ပါတယ်ပိုင်ရှင်ဘလိုလဲတော်တော်လေးကိုအားရကျဉ်းမှုဖြစ်သွားပါတယ်အဲ့တော့မိတ်ဆွေတွေနဲ့ကြောက်ဗီဒီယိုအသေးပေး follow ခဲ့ပါဦးဒီလောက်ပါပဲညာကြီးလည်းမပြောတော့ပါဘူးညာ